ကြောင်းတစ်ကြောင်းလုံးထဲမှာငါကအမြန်ဆုံးပြေးနိုင်တယ်သူကဒါပေမဲ့တငယ်ချင်းတွေမရအောင်အမားရဲ့ဖနက်ကိုဝေးရတယ်ပန်းရောင်နဲ့မမြင်အောင်မြင်နေလိမ့်ဖုန်ထားခဲ့တယ်ဒါပေမဲ့ပိုက်တလုံးဖြူပြင်းနေတော့ရေဖြန်းထွက်လာပြီးဖနက်ပေါ်ကမှင်းနေအကုန်ဆေးကျသွားတယ်အဲ့ဒီအချိန်မှာပဲအတန်းဖို့တယောက်ကငါရဲ့ပန်းရောင်ဖနက်ကိုချက်ချင်းတွေ့သွားတယ်ပြီးတော့ငါကိုရဲမိုးပြီးစင်ရဲတဲ့ကလေးအမဝတ်စားတွေကိုပဲဝေးရတဲ့ကောင်လို့စော်ကားတယ်ငါကသူနဲ့မဖြစ်ချင်ဘူးဒါပေမဲ့ဆီယာမကအတန်းဖျက်ဆီးစေတယ်ဆိုပြီးငါကိုပဲဆူလိုက်တယ်ငါဘက်ကအကြောင်းကိုတခါတော့မနားထောင်ဘူးကြောင်းပြီးနောက်ဘတ်စကားကိုတက်လိုက်တာနဲ့မင်္ဂလိအနိုင်ချင်းတို့တယောက်ကငါကိုစောက်တင်စော်ကားလာတယ်သူတို့ပြောတဲ့စကားတွေကချွန်ထပ်ပြီးနှလုံးထဲထိနားစေတယ်ဒါပေမဲ့ငါကတိတိပိတ်နေခဲ့တယ်ဘာလို့လဲဆိုတော့ငါဘက်မှာရက်ပေးမဲ့သူတယောက်မှမရှိဘူးအဖေကတော့ခံလိုက်ပါလို့ပဲငါကိုပြောတတ်ခဲ့တယ်ကျွန်တော်နာမည်ချက်စီပါကျွန်တော်မိသားစုမှာကလေး9ယောက်ရှိတယ်အဲ့ထဲမှာကျွန်တော်ကအလေကလေးအများအပြားလူမမြင်လူမသိလစ်လူရှုခံရတဲ့သူပေါ့ကျွန်တော်တို့ကစိတ်ထွက်ပေါက်ကပုံဆွဲတာပဲထင်တယ်ဒါပေမဲ့ကျွန်တော်ဆွဲထားတဲ့ပုံတွေကိုတော့ညီမလေးရဲ့လေကြီးချမ်းတွေကဖျက်ဆီးပစ်လိုက်တယ်အရာအလုံးပြောင်းသွားတာကတော့ Leslie ဆိုတဲ့ចောင်းပြောင်းလာတဲ့ကောင်မလေးရောက်လာပြီးနောက်ပဲအစမှာတော့သူမကိုမကြိုက်ဘူးဘာလို့လဲဆိုတော့သူမကပြီးချိန်ပွဲတစ်ခုမှာကျွန်တော်ကိုအနိုင်ရသွားလို့ပဲပြီးတာကကျွန်တော်အကောင်းဆုံးလုပ်နိုင်တဲ့တစ်ခုတည်းတော့ရပါဒီနေ့မှာသူမရေးထားတဲ့ scuba diving အကြောင်း essay ကိုအတန်းရှည်မှာဖတ်ပြတဲ့အချိန်ထိပါပဲပင်လယ်အောက်ကမော်ဆန်တော့ကဘာတစ်ခုကိုဖော်ပြထားတာကိုနားထောင်ရင်ကျွန်တော်မသိမသာဒီကောင်မလေးကိုစိတ်ဝင်စားလာမိတယ်ဒါကြောင့်ဒီနေ့ဘတ်စကားပေါ်မှာသူမမတော်တဆအနိုင်ကျင့်တဲ့သူတွေနေတဲ့ခုံမှာထိုင်မိသွားတဲ့အချိန်ကျွန်တော်ကသူမကိုကူညီဖို့ဝင်ရောက်ခဲ့တယ်